ကျွန်တော်တို့ high Korea ID password မမှတ်မိတဲ့သူတွေပြတ်မဲ့ဖောင်ပေါ့နော်ကျွန်တော်ဒီဖောင်လေးရလာပြီဆိုလို့ရှိရင်ကိုက print ထုတ်ပြီးတော့ဖြည့်မယ်ဆိုလို့ဆိုရင်ဖြည့်ပေါ့နော်ကိုက print မထုတ်ချင်ဘူးဒီမှာပဲစာရိုက်ပြီးတော့ဖြည့်နေဆိုလို့ရှိရင်ဒါကြလည်းဖြည့်လို့ရရပေါ့နော်ကျွန်တော်ဒီမှာတော့ရိုက်လို့မရဘူးရိုက်မလို့ပြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်ခုက PDF file ကိုကျွန်တော်တို့ဒီ web file ပြောင်းမယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါ high Korea ID password မမှတ်မိတဲ့သူတွေလာမေးရများလို့ပေါ့နော်လာဝကောက် pass ဘယ်လိုပို့ရမလဲဖောင်ဘယ်လိုဖြည့်ရမလဲစသဖြင့်ပေါ့နော် ID password ဘယ်လိုပြန်ယူရမလဲဆိုတာဒီပြပြမလို့ပါပထမဆုံးကျွန်တော်တို့ဖောင်သွားယူဖို့အတွက်ဒီ high Korea ကိုသွား login လုပ်ပေါ့နော်ကို ID ကို password နဲ့ဝင်ပေါ့လေကျွန်တော်တို့ ID password နဲ့ login လုပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုရောက်လာရပေါ့နော်ကျွန်တော်ဒီဘက်မှာ new source နဲ့ဂုံးကြီးရှိရပေါ့လေကျွန်တော်ဒီကောင်လေးကိုထောက်ပြီးလို့ကျွန်တော်ဒီအောက်မှာရှိရပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် Microsoft ရှိဆိုတာလေးနှိပ်ပြီပေါ့နော် Microsoft ရှိနေတဲ့ဆိုလို့ကျွန်တော်ဒီမှာသူ့ရဲ့ဖောင်လေးတွေကြာလာရပေါ့လေကျွန်တော်တို့ဒီလာဝကနဲ့ပတ်သက်တာမှန်တယ်များတော့ဒီရဝင်ယူရတာများတယ်ပေါ့လေဒါဆိုကျွန်တော်ဒီအောက်ကိုနည်းနည်းဆွဲပေါ့လေဒါ visa နဲ့ဆိုင်တဲ့ဟာတွေကျွန်တော်တို့ကျတော့ password နဲ့ဆိုကြတော့ password ကအောက်ထဲမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်ကြည့်ရပါတော့ high Korea ဘီမီဖွန်းတို့ရှင်းချောင်းရရှိအဲ့ဒါဆိုတော့ကျွန်တော်ဒီကောင်လေးကို download ဆွဲမယ်ပေါ့နော်ဒီကောင်လေးကိုဒီပါလေးနှိပ်ပြီးတော့ကျွန်တော်ဒီကောင် download ဆွဲလိုက်တယ်ဆိုလို့ရှိရင်ရောက်လာပြီပေါ့နော်ဒီ file လေးရလာပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ file လေးဖွင့်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ဒီ file လေးရောက်လာပြီပေါ့နော်ကျွန်တော်တို့ high Korea ID password မမှတ်မိတဲ့သူတွေပြတ်မဲ့ဖောင်ပေါ့နော်ကျွန်တော်ဒီ file လေးရလာပြီဆိုလို့ရှိရင်ကိုက print ထုတ်ပြီးတော့ဖြည့်မယ်ဆိုလို့ဆိုရင်ဖြည့်ပေါ့နော်ကိုက print မထုတ်ချင်ဘူးဒီမှာပဲစာရိုက်ပြီးတော့ဖြည့်နေဆိုလို့ရှိရင်ဒါကြလည်းဖြည့်လို့ရရပေါ့နော်ကျွန်တော်ဒီမှာတော့ရိုက်လို့မရဘူးရိုက်မလို့ပြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်ခုက PDF file ကိုကျွန်တော်တို့ဒီ web file ပြောင်းမယ်ပေါ့နော် web file ပြောင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အခုလိုလေးဖြစ်လာတယ်ပေါ့နော်ဒါတော့ကျွန်တော်ရိုက်ထားတာပေါ့လေသူရဲ့ဒီ high Korea ID ဖုန်းနံပါတ် ID ကပြီးမွေးနေ့လိုက်ရပေါ့နော်ကျွန်တော်ဒီကောင်မဖြည့်လဲရတယ်ကျွန်တော်ဒီအောက်မှာအခုလက်ရှိလေးနေတဲ့လိပ်စာဖြည့်ရမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဘီမီဘွန်းတို့ကျေစောကြောင်းလူ6ဟာမီတာဂျာဖိုတက်တလီမီတာအဲ့လောက်ဖြည့်ရဆိုရရပါတော့အကြိမ်မဖြည့်ခြင်းမှုဆိုလို့ရှိရင်လည်းမဖြည့်လေအဲ့လောက်တော့ကိစ္စမရှိဘူးတဲ့သူတို့ကဒီဟာရက်တူလုံးနေကြဆိုကြတော့ကြားတယ်ပေါ့နော်ဖြည့်တော့လည်းပူကောင်းတာပေါ့လေကိစ္စတော့မရှိပါဘူးပြီးရင်တော့ကျွန်တော်ဒီမှာတော့ ID ကဒီမှာလာပြီးတော့ ID ကရှင်းတော့လာပြီးတော့ထည့်လဲရရပါတော့မထည့်လဲကျွန်တော်ဒီ file ဒီစာရွက်ကတခုပြီးလို့ရှိရင် ID ကရှိမျက်နှာအတာတခုနောက်မျက်နှာအတာတခုအဲ့လိုမျိုး၃ခုတို့ရဲ့ first number ပေါ့နော်3926504550ပို့ပေးရလဲဆိုလို့ရှိရင်ရပါပြီသူတို့စစ်ဆေးပြီးတော့2ရက်3ရက်တင်တို့ပြန်အကြောင်းပြန်တယ်ပေါ့နော်ယာယီ password လေးပေးပါလိမ့်မယ်အဲယာယီ password နဲ့ဒီ ID နဲ့ဝင်လို့ရှိရင်ရပါပြီအားလုံးပဲလောက်ကြည့်ပြီးတော့အဆင်ပြေကြပါစေမိုဘိုင်းဖက်အသုံးပြုနေတဲ့ကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်ပေးထားမယ်ပေါ့နော်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ဒီကိုယ့်ဘာသာကိုရှောက်ကြည့်လို့မခက်ဘူးပေါ့နော်ကိုယ့်ဘာသာကိုရှောက်ကြည့်သေးကြပါတယ်ကျွန်တော်တို့အကယ်၍ကိုယ့်ဘာသာကိုရှောက်မကြည့်ချင်ဘူးဆိုလို့ဆိုရင်လည်းသူများဝန်ဆောင်ကပေးရလဲပတ်သက်ကုန်တယ်လေနော်ဟိုကိုယ်ကလည်းရှောက်မကြည့်ချင်ဘူးသူများလည်းဝန်ဆောင်ကမပေးချင်ဘူးဆိုရင်လည်းမဟုတ်ဘူးလေနော်အဲဒါကိုယ့်ဟာကိုရှောက်ကြည့်ပါရှောက်ကြည့်လို့အဆင်ပြေကြပါစေတခုခုမချင်းသာရှိရဆိုလို့ဆိုရင်လည်းကိုယ်မှမပေးရခဲ့ပါနော်ကျွန်တော်ချိန်ရတဲ့ခါပြန်နေပြကြပေးထားပါမယ်ကျွန်တော်တို့ဒီဗီဒီယိုလေးလူချိုမြတ်အတွက်ကြိုးရှိရဆိုလို့ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့အားပေးကြလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်